တနေ့မှာတော့မထင်မှတ်ပဲလိုင်းဘေးကြောင်လေးတကောင်ကိုခွေးအုပ်စုတစုကဝိုင်းပြီးကြိုက်ခဲနေတာကိုမြင်လိုက်ရတယ်ကျွန်တော်လည်းချစ်ချင်းပဲအပြေးလွှားသွားရောက်တန်းစီပြီးကြောင်လေးကိုကယ်တင်ခဲ့ပါတယ်ကြောင်လေးကအချင်းဒီတော်တော်စိုးနေခဲ့တယ်အသက်ချက်ပြမှုတောင်မရှိသလိုဖြစ်နေလို့ချက်ချင်းပဲဒေရီဆန်စီကူကန်ကိုအမြန်ဆုံးခေါ်သွားခဲ့ရပါတယ်ဆရာဝန်တွေကစနစ်တကျစစ်ဆေးပြီးလိုအပ်တဲ့ကုသမှုတွေချက်ချင်းလုပ်ပေးခဲ့တယ်အောက်ဆီဂျင်ပေးဆေးသွင်းနဲ့ကြောင်လေးဟာအသက်ရှင်ဖို့အတွက်အပြင်းထန်ကြိုးစားခဲ့ရတာပါခဏကြာတော့ကြောင်လေးဟာပင်နှန်းလွန်းလို့အိပ်ပျော်သွားခဲ့ပါတယ်။သူနိုးလာတဲ့အချိန်မှာတော့အစာလေးတွေစားနိုင်လာပြီပေါ့။သူ့ကိုကျွန်တော်အိမ်ကိုခေါ်လာပြီးလူကာလို့နာမည်ပေးလိုက်ပါတယ်။လူကာဟာတကယ်ကိုလီမားတဲ့ကြောင်လေးချစ်ပြီးကျွေးသမျှကိုလည်းမြင်းကြီးရက်စားတတ်ပါတယ်။နိုးဆိုတဲ့အချိန်ဆိုရင်လည်းလူကာကအရန်ကိုချစ်ဖို့ကောက်တာဗျ။ဒါပေမဲ့အရင်ကခံခဲ့ရတဲ့ဒဏ်ရာကြောင့်လားမသိဘူး။ခွေးအုပ်စုကြီးတွေကိုမြင်ရင်တော့လူကာခမရအခုထိကြောက်နေတော့ပဲ။သူ့ကိုအပြင်တွေခုံသွားပြီးမြေကြီးတဲတွေနဲ့ဆော့ခိုင်းတော့မှလူကာတယောက်ပျော်ပျော်ရွှင်ရွှင်နဲ့တက်ကြွလာလားကြွက်လေးတွေတခြားတရိษံလေးတွေနဲ့လည်းမိဖွဲ့ပြီးဆော့ကစားတက်လာပါတယ်လူကာကတခါတလေကြာရင်ချက်ပေါက်လေးတွေကိုလိုက်စီးပြီးဘိုးကျတက်သေးတယ်သူတယောက်ထဲလဲအိယာပေါ်မှာဟိုခုံဒီလွားနဲ့အယမ်းပျော်နေတတ်တာပါအခုဆိုရင်တော့လူကာဟာအယမ်းကိုချစ်ဖို့ကောင်းပြီးအရင်ကလိုဒုက္ခမရောက်တော့ပဲလုံလုံချုံချုံနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပါသည်လူကာရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကကျွန်တော်ရဲ့နှလုံးသားကိုအေးပျော်စေခဲ့တာပါပဲ